မောင်ရဲချင်ရင်ရဲလို့ရတယ်နော်ဖြစ်ချင်တာမောင်မိဖုရားဆိုတဲ့စကားလုံးတွေကြားရင်ယေဒနာဘိုကိုပြည့်မြင်တဲ့အထိတရုတ်ဆောင်တော်ခဲ့သူတူပဲဖြစ်ပါတယ်ယေဒနာဘိုဆိုတာ2020ကာလအထိအမှုပညာပြိုးခင်းတွေကမင်းသမီးတွေတဲ့စမ်းမရှိဆုံးမင်းသမီးဒုတိယအယူသနာတင်ဖြစ်လာခဲ့မယ်လို့ပြည်သက်အများစုရဲ့အမှတ်ချက်ပေးခံရသူတူလည်းဖြစ်ခဲ့ပါတယ်2015ကာလအမှုပညာပြိုးခင်းရဲ့ဒုတိယအသုတ်စင်တင်တဲ့မင်းသမီး၃လက်ထဲ2015-2016ဗီဒီယိုဈေးကွက်မှာနေရာရလာတာချင်းအတူတူ2019မှာပိုင်ဖြိုသူကနေဝေအိတ်တန်တက်ရုပ်ရှင်နဲ့အကယ်ဒမီအမျိုးသမီးဆက်ဆောင်စုအတွက်မိသားစုမတ်စစ်ထားရအမိအိန္ဒြာကျော်စင်မတ်ဦးဝဲရင်းမတ်ထဲကဒါအင်းမြတ်သူမမြက်လေးခောက်ထီးလေးမလုံးတလုံးတို့နဲ့အပြိုင်အကယ်ဒမီတစ်ပြေးနေချိန်2018မှာရွှေမင်းသမီးကနနိုင်ခါရာတို့နဲ့အစိတ်ရှိလူရိုက်နေတိုးကြော်ဘိုးတို့နဲ့ကဘာကျော်ရွာထွန်းထွန်းရဲလေးတို့နဲ့ဂဲဘဲတရဲနဲ့တငယ်ရွာစတဲ့ရုပ်ရှင်ကားကြီးတွေမိန်လိနေရာရနေချိန်2019-2020ကာလပိုင်ဖြိုးသူ Three Girls ရုပ်ရှင်နဲ့အကယ်ဒမီဆုရပြီးမိမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်ထာဝရနောင်ချိုးတို့နဲ့ထိတ်တန့်မင်းသမီးဖြစ်နေချိန်ရွှေသမီးဒီလည်း၃ရောင်ချဲရုပ်ရှင်နဲ့ Star Award ဆုရပြီးစီနီယာမင်းသမီးတက်မွန်မြင့်တဲ့အပြိုင်သခင်ကြီးငပိနဲ့တူစီယာချီတို့လိုရုပ်ကွက်ရရုပ်ရှင်တွေမှာနေရာရနေချိန်မင်းသမီးတွေအများကြီးခြံရံပါဝင်တော့နေတိုးဥဆောင်ပါဝင်တဲ့တဲချက်ရုပ်ရှင်မှာစီနီယာတင်ဆောင်ဝင်းကျော်ထပ်ပဲလောက်ကွက်ရတဲ့အခန်းကဏ္ဍမှာနေရာရနေချိန်ယေဒနာဘိုသည်မမတန်တဲ့ရုပ်ရှင်ဆိုလို့အိမ်မြတ်သူအကယ်ဒမီရခဲ့တဲ့နောင်တွင်ဥဒန်းတွင်စီတတိလူမင်းတက္ကသိုလ်ခုမုံတို့ရဲ့ဘောစီအလင်းရောင်စန်တက်ပြီးအရှိန်ဟုန်မြင့်နေချိန်ဒါရိုက်တာဝိုင်းရိုက်တဲ့ CO2 ရုပ်ရှင်တို့မှာဇက်ပုတ်တတနေရာပဲရရှိခဲ့တာပါတခြားဟာတာနဲ့ဒရမာရုပ်ရှင်ကားကြီးတချို့မှလည်းပါဝင်ခဲ့ရပါသေးတယ်2022အနုပညာလောကအလှည့်အပြောင်းတစ်ခုဖြစ်ပြီးရုပ်ရှင်ဇာတ်ကားကြီးတွေထက်ဇလန်တွေခစ်ဖြစ်နေချိန်ဟာယေဒနာဘိုအတွက်အလှည့်ပြောင်းတစ်ခုကိုဖြစ်စေခဲ့တာပဲဖြစ်ပါတယ်ယေဒနာဘိုပါဝင်တရုပ်ဆောင်ခဲ့တဲ့အိမ်အောင် series ရဲ့အောင်မြင်မှုဟာဇလန်တွေခစ်အနေငယ်မှာကန့်ပတ်ပြန်ဝင်လာတဲ့ဝမုံရွှေရဲ့နတ်သမီးနတ်ခတ်မိုးဟေကိုရဲ့အမုံတို့ထပ်ပဲလူစိတ်ဝင်စားကြည့်ရှုနှုန်းမြင့်တက်ခဲ့ပြီးယေဒနာဘိုကိုရိုးတစ်ခုမြင့်တက်စေခဲ့တာဆိုလည်းမမှားပါဘူးနောက်ထပ်မင်းသမီးအငယ်တွေတဲ့ရိုးတစ်ခုမြင့်တက်လာခဲ့တဲ့သမီးဆိုး series ရဲ့ရွှေဘုံအေးရထထထုံရဲ့အောင်မြင်မှုစံချိန်ကိုတော့မေးမိန်စေခဲ့တာပဲဖြစ်ပါတယ်အိမ်အောင် series နောက်ပိုင်းယေဒနာဘိုဟာရှာရသမျှ series တိုင်းမှာ main နေရာရခဲ့ပြီးထွက်သမျှ series တိုင်းလည်းအထိုက်အလျောက်အောင်မြင်မှုရခဲ့ပြီးရိုးမကြခဲ့ပါဘူး2025မင်းသမီးအငယ်တန်းတွေကိုဇက်ပိုးစုသားပေးအပ်ပြီးနှစ်သိမ့်နေတဲ့ကာလမှာယေဒနာဘိုဟာပြူစားမောင်မီမရအနှစ်ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့အကယ်ဒမီစံချိန်တင်ခဲ့ပြီးထိတ်တန်းမင်းသမီးတွေဖြစ်ကြတဲ့ဖိုးဖွေးခန့်ကော်နီဝမုံရွှေကြီးနှုတ်ဝင်သည်တို့ကိုကြော်တက်ပြီးအကယ်ဒမီဆုကိုအရယူနိုင်ခဲ့သူပဲဖြစ်ပါတယ်ပြိုခင်ရဲ့အကယ်ဒမီဆုရမင်းသမီး၃လက်ထဲအကယ်ဒမီအရင်ရခဲ့တဲ့ပိုင်ဖြိုသူဝမုံရွှေကြီးတို့ထပ်ပဲသူမရရှိခဲ့တဲ့အဆိုကပိုပြီး rank မြင့်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်2019ပိုင်ဖြိုသူ Three Girls အမျိုးသမီးဇက်ပို့စု2022ရွှေမုံရတီဝေးမနေချင်းမူအမျိုးသမီးဇက်ဆောင်စုရွှေမုံကအိုက်တင်ကောင်းသူဖြစ်ပေမဲ့သူမကအဲ့ဒီနှစ်မှာထူချုံစုရရှိခဲ့တဲ့ရုပ်ရှင်ကသူမနဲ့လုံးဝမထိုက်တန်ခဲ့ပါဘူးနော်ယခုလက်ရှိအမှုပညာပြိုးခင်ရဲ့မင်းသမီး6လက်ကိုအခုချိန်မှာ rank ပြန်စီမယ်ဆိုရင်ယေဒနာဘိုကထိတ်ဆုံးနေရာမှာရပ်တည်နေပြီလို့ဆိုပြန်ရင်လည်းမှားမိမဟုတ်ပါနော်ကဲနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေလည်းတင်ဆက်ပေးအောင်ပါမို့လို့ချိန်နဲ့တပြေးညီကြည့်ရှုလို့ရအောင် channel လေးကို like and subscribe လေးလုပ်ထားပေးကြပါဦးနော်မောင်ရဲချင်ရင်ရဲလို့ရတယ်နော်ဖြစ်ချင်တာမောင်မိဖုရားဆိုတဲ့စကားလုံးတွေကြားရင်ယေဒနာဘိုကိုပြည့်မြင်တဲ့အထိတရုတ်ဆောင်တော်ခဲ့သူတူပဲဖြစ်ပါတယ်ယေဒနာဘိုဆိုတာ2020ကာလအထိအမှုပညာပြိုးခင်းတွေကမင်းသမီးတွေတဲ့စမ်းမရှိဆုံးမင်းသမီးဒုတိယအယူသနာတင်ဖြစ်လာခဲ့မယ်လို့
ပရိသတ်အများစုရဲ့မှတ်ချက်ပေးခံရသူတဦးလည်းဖြစ်ခဲ့ပါတယ်။2015ကာလအနုပညာပြုတ်ခင်ရဲ့ဒုတိယအသုတ်စင်တင်တဲ့မင်းသမီး၃လက်ထဲ2015-2016ဗီဒီယိုဈေးကွက်မှာနေရာရလာတာချင်းအတူတူ2019မှာပိုင်ဖြိုသူကနေဝင်အိတ်တန်တက်ရုပ်ရှင်နဲ့အကယ်ဒမီအမျိုးသမီးဆက်ဆောင်စုအတွက်မေတ္တနုမတ်စစ်ထာဝရအမိအိန္ဒြာကျော်စင်မတ်ဦးဝဲရင်းမတ်တဲကတာအင်းမြတ်သူမမြတ်လေးခောက်ထီးလေးမလုံးတလုံးတို့နဲ့အပြိုင်အကယ်ဒမီတစ်ပြေးနေချိန်2018မှာရွှေမင်းသမီးကနနိုင်ခါရာတို့နဲ့အစိတ်ရှိလူရိုက်နေတိုးကြော်ဘိုးတို့နဲ့ကဘာကျော်ရွာထွန်းထွန်းရဲလေးတို့နဲ့ဂဲဘဲတရဲနဲ့တငယ်ရွာစတဲ့ရုပ်ရှင်ကားကြီးတွေမိန်လိနေရာရနေချိန်2019-2020ကာလပိုင်ဖြိုးသူ Three Girls ရုပ်ရှင်နဲ့အကယ်ဒမီဆုရပြီးမိမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်ထာဝရနောင်ချိုးတို့နဲ့ထိတ်တန့်မင်းသမီးဖြစ်နေချိန်ရွှေသမီးဒီလည်း၃ရောင်ချဲရုပ်ရှင်နဲ့ Star Award ဆုရပြီးစီနီယာမင်းသမီးတက်မွန်မြင့်နဲ့အပြိုင်သခင်ကြီးငပိနဲ့တို့စီယာချီတို့လိုရုပ်ကွက်ရရုပ်ရှင်တွေမှာနေရာရနေချိန်မင်းသမီးတွေအများကြီးခြံရံပါဝင်တော့နေတိုးဥဆောင်ပါဝင်တဲ့တဲချက်ရုပ်ရှင်မှာစီနီယာတင်စာဝင်းကျော်ထပ်ပင်လောက်ကွက်ရတဲ့အခန်းကဏ္ဍမှာနေရာရနေချိန်ယေဒနာဘူသည်မမတန်တဲ့ရုပ်ရှင်ဆိုလို့အိမ်မြတ်သူအကယ်ဒမီရခဲ့တဲ့နောင်တွင်ဥဒန်းတွင်စီတည်းလူမင်းတက္ကသိုလ်ခုံမုံတို့ရဲ့ဘောစီအလေးရောင်စန်တပီအရှိန်အဟုန်မြင့်နေချိန်ဒါရိုက်တာဝိုင်းရိုက်တဲ့ CO2 ရုပ်ရှင်တို့မှာဇက်ပုတ်တသားနေရာပဲရရှိခဲ့တာပါတခြားဟာတာနဲ့ဒရမာရုပ်ရှင်ကားကြီးတချို့မှလည်းပါဝင်ခဲ့ရပါသေးတယ်2022အနုပညာလောကအလှည့်အပြောင်းတစ်ခုဖြစ်ပြီးရုပ်ရှင်ဇာတ်ကားကြီးတွေထက်ဇလန်တွေခစ်ဖြစ်နေချိန်ဟာရတနာဘူးအတွက်အလှည့်ပြောင်းတစ်ခုကိုဖြစ်စေခဲ့တာပဲဖြစ်ပါတယ်ရတနာဘူးပါဝင်သရုပ်ဆောင်ခဲ့တဲ့အိမ်အောင် series ရဲ့အောင်မြင်မှုဟာဇလန်တွေခစ်အနေငယ်မှာကံပတ်ပြင်ဝင်လာတဲ့ဝမုံရွှေရဲ့နတ်သမီးနတ်ခတ်မိုးဟေကိုရဲ့အမုံတို့ထပ်ပဲလူစိတ်ဝင်စားကြည့်ရှုနှုံးမြင့်တက်ခဲ့ပြီးရတနာဘူးကိုရိုးတစ်ခုမြင့်တက်စေခဲ့တာဆိုလည်းမမှားပါဘူးနောက်ထပ်မင်းသမီးအငယ်တွေတဲ့ရိုးတစ်ခုမြင့်တက်လာခဲ့တဲ့သမီးဆိုး series ရဲ့ရွှေဘုံအေးရထထထုံရဲ့အောင်မြင်မှုစံချိန်ကိုတော့မေ့မိန်စေခဲ့တာပဲဖြစ်ပါတယ်အိမ်အောင် series နောက်ပိုင်းရတနာဘူဟာရှာရသမျှ series တိုင်းမှာ main နေရာရခဲ့ပြီးထွက်သမျှ series တိုင်းလည်းအထိုက်အလျောက်အောင်မြင်မှုရခဲ့ပြီးရိုးမကြခဲ့ပါဘူး2025မင်းသမီးအငယ်တန်းတွေကိုဇက်ပိုးစုသားပေးအပ်ပြီးနှစ်သိမ့်နေတဲ့ကာလမှာရတနာဘူဟာပြူစားမောက်မီမရအနှစ်ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့အကယ်ဒမီစံချိန်တင်ခဲ့ပြီးထိတ်တန့်မင်းသမီးတွေဖြစ်ကြတဲ့ပူပွေးခန့်ကော်နီဝမုံရွှေကြီးနှုတ်ဝင်သည်တို့ကိုကြော်တက်ပြီးအကယ်ဒမီဆုကိုအရယူနိုင်ခဲ့သူပဲဖြစ်ပါတယ်ပြိုခင်ရဲ့အကယ်ဒမီဆုရမင်းသမီး၃လက်ထဲအကယ်ဒမီအရင်ရခဲ့တဲ့ပိုင်ဖြိုသူဝမုံရွှေကြီးတို့ထပ်ပဲသူမရရှိခဲ့တဲ့အဆုကပိုပြီး rank မြင့်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်2019ပိုင်ဖြိုသူ Three Girls အမျိုးသမီးဇက်ပိုစု2022ရွှေမုံရည်ဝေးမနေချင်းမူအမျိုးသမီးဇက်ဆောင်စုရွှေမုံကအိုက်တင်ကောင်းသူဖြစ်ပေမဲ့သူမကအဲ့ဒီနှစ်မှာထူချုံစုရရှိခဲ့တဲ့ရုပ်ရှင်ကသူမနဲ့လုံးဝမထိုက်တန်ခဲ့ပါဘူးနော်ယခုလက်ရှိအနုပညာပြုတ်ခင်ရဲ့မင်းသမီး6လက်ကိုအခုချိန်မှာ rank ပြန်စီမယ်ဆိုရင်ရတနာဘူကထိတ်ဆုံးနေရာမှာရပ်တည်နေပြီလို့ဆိုပြန်ရင်လည်းမှားမိမဟုတ်ပါနော်ကဲနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေလည်းတင်ဆက်ပေးအောင်ပါမို့လို့ချိန်နဲ့တပြေးညီကြည့်ရှုလို့ရအောင် channel လေးကို like and subscribe လေးလုပ်ထားပေးကြပါဦးနော်